Nó alo bé mình mà nhà chân đi bà là cô cha u ta cái bạn là con sát ta vậy bây nó video lấy sang ấy cô cha ấy YouTube channel lấy subscribe vào lấy là bây giờ lấy làm mà lấy này bây giờ tới lấy hoàng này đòi nó lấy làm mà này bị follow vào lấy khó lòng lấy này bị subscribe vào lấy lâu này gọi rồi đó subscribe vào này video lấy làm mà lấy này bác khó lòng lấy nàyถ่ายvào nó cô cha em nhớ để đánh tôi dạng là vào nó School ngã nó sang ngã này con thấy gì mà nó ngã này con thấy gì vậy nó mà nó này con thấy gì đi đó khôn hết tổng nhà thấy gì vào khôn hết tổng nhà thấy gì vào vậy nó mà nó nhà nó bùa đồ nó từ trên chính thì xem vào đấy này con bắt đi ra đó tổng nhà ngã bắt đi xem vào nó này con thấy phía suy bắt đi ra tổng nhà ngã bắt đi ba bắt đi chơi được của mày bắt đi cái sao ba thấy chơi được của mày thấy gì cái sao vào nó chơi nên ta giả liệu cái sao vào vậy nó cô cha mình này nhà đập sát cái tiền bị thả vào đấy vậy nó ở đây thì chơi video liệu mình chỉ vào vậy nó video liệu mình chỉ vào vậy đập sát cái cô cha còn tiền bị thả vào đấy vậy nó đã nấy đây phải bảo nó nấy đây thì gì à con này tông nhà thấy gì nếu con bắt đi à các tông nhà ngã bắt đi ô mà cái này tông nhà lý tông nhà cũ tông nhà xế tông nhà ngã tông nhà khổ thì cái này sẽ qua cả đáp bắt đi mà bạn này cô mai rồi thác cô cha con này suy bị phải bảo sẽ qua bảo vậy nó akan biết rồi giá bà sĩ nó sẽ là những cái bị ra phải bảo đấy nó tông nhà lý tông nhà cũ tông nhà xế tông nhà ngã tông nhà khổ phải bảo vậy nó đã mấy ô bảo nó tụi mấy ngã lên ngã cô ngã khổ ngã xế ngã này phải bảo đấy nó đã lấy ra tụi mấy li bảo nó cô thấy bài bản năm lấy ra đó tông nhà cô nên ngã chào xin để chào từ tông từ phải bảo nó đã bài bản năm lấy vào tông nhà cô nên ngã chào xin để chào từ tông từ bảo nó channel mà cô thấy bài bản channel liu khám em với này cô Maria cô thấy bài bản năm liu 20 giờ chết là sắp tuổi bị bảo nó cô thấy bài bản channel liu khám em thấy bảo mấy bài bản channel bài bản lấy rồiကျွန်တော်အနီးကတစ်ခေါက်ကောင်းလေး Viber channel မှာတင်ပေးပါဗျာအများနဲ့တော့မနေ့ကျရင်နေ့ကျရင်တစ်ခေါက်ကောင်းလေးမနေ့ညတင်ပေးပါဗျာနော်ဒါလေးကိုကြည့်ရှုခြင်းနဲ့ဆိုရင်ကိုချမ်းရဲ့ Viber ကိုဆက်သွယ်လာပြီးတော့ channel ဝင်မယ်လို့ပြောပြပါဗျာနော်တပြားချက်မှပေးရအောင်မလို့ပါဘူးကိုချမ်းကနေပြီးတော့ channel လေးကိုအခမဲ့ထည့်ပေးပါဗျာနော် Viber number လေးက3992567331ကိုချမ်းဖြစ်ပါဗျာနော်ဒီ number လေးကိုချက်ဟိုင်းလာခဲ့ပေးပါဗျာနော် channel အလကားထည့်ပေးပါမယ်နော် free ထည့်ပေးပါမယ်တပြားမှပေးရမလို့ပါဘူးဗျာနော်ကိုချမ်းတစ်ပတ်စာကိုချမ်းမှန်ပါလဲမခေါ်ပါဘူးနော်ဘေးငွေလဲကိုချမ်းကြုံမယူပါဘူးဗျာနော်ကိုချမ်းဘက်ကနေပြီးတော့တရားခိုင်တော့အာမခန္ဓာဆိုလို့ကိုချမ်းဘက်ကတရားခိုင်တော့အကောင်းဆုံးအာမခံတဲ့ပရိဒီတစ်လုံးအောင်ရှိပါတယ်ဗျာနော်တရားပရိတစ်လုံးပါဗျာတစ်ပတ်စာလေးမိုးထုတ်နိုင်တယ်ဆိုကိုချမ်းရဲ့ပရိတစ်လုံးကိုလာလို့ရပါတယ်ဗျာနော်ပရိကလေးတစ်လုံးနဲ့ပါဗျာနော်လာလို့ရပါတယ်ပေါက်ပေးပဲလောက်တာပါဗျာနော်ဘေးလဲကြုံမယူငွေလဲကိုချမ်းကြုံမယူပါဘူးပေါက်ပေးပဲလောက်ပါတယ်ဗျာနော်ပေါက်ပေး3000ကျပ်ပါဗျာနော်ခရီးဒီမှာလာဝေးပါဗျာနော်ပေါက်ပေး3000ကျပ်ပါတပတ်စာပရိတစ်လုံးပါဗျာနော်ကိုချမ်းဘက်ကဒီပရိမထွက်ခင်အကိုမရကျွန်တော်ကိုဖုန်းဆက်ပြီးတော့စိတ်ကြိုက်ဆဲဆိုလို့ရပါတယ်ဗျာနော်ကိုချမ်းဘက်ကအလောက်ထိအာမခံပေးထားတာပါနော်ဒါရသည်ချင်းတို့ကျွန်တော်လာရသည်ချင်းတို့ကိုချမ်းပြောပြခြင်းဖြစ်ပါတယ်ဗျာနော်လက်ခံနေဆိုရင်တော့လာယူကြပါဗျာနော်ပေါက်ပေး3000ကျပ်ပါမြန်မာငွေ3000ကျပ်ပါဗျာနော်တပတ်စာပရိတစ်လုံးပါဗျာနော်တရားခိုင်တော့ကိုချမ်းဘက်ကအာမခံပါနော်ဒါတပတ်စာပရိတစ်လုံးပဲကိုချမ်းထုတ်တာပါဗျာနော်မလည်းမခေါ်ပါဘူးဒီပရိကတော့ကိုချမ်းဘက်ကနေတရားတော့အာမခံတဲ့ပရိလေးပါဗျာနော်Viber number 3992568633ကိုဆက်သွယ်ပြီးကိုချမ်းရဲ့ပေါက်ပေးပရိကလေးကိုအခမဲ့လာလို့ရပါတယ်ဗျာနော်ပေါက်ပေးပေါ့ကိုချမ်းရဲ့ Viber number 3992568633 Viber မှာအခမဲ့ channel ဝင်လို့ရပါဗျာနော်ပေါက်ပေး3000ကျပ်ပရိတစ်ပတ်စာပရိကျွန်တော်စိတ်ဝင်စားရဲဆိုရင်တော့ Viber number 3992568633မှာတခြားဟိုင်းပြီးတော့လာပေးပါဗျာနော်ကျွန်တော်ကတော့ကိုချမ်းပဲဖြစ်ပါဗျာနော်အရာတွေကိုချမ်းပါဗျာနော်19ရက်9/2025နေကုန်တစီရ9/3ထိပ်စီနေကုန်ပတိရ9/3ပတိ3/4/3/9 3/8/3/9 3/9ခွန်ကတော့မိန်ဩပါ9/4/9 9/9 9/8ကတော့တုံမိန်ပါဗျာနော်တိုင်းတဲ့တရားကိုကစားပါဗျာနော်ပတိနိုင်တဲ့ကောင်မလေး9/3ပတိပတ်ပါထိပ်စီဆွဲတဲ့ကိုလေးကထိပ်စီဆွဲမယ်ဆိုတဲ့ကောင်မလေး9/3ထိပ်စီကိုဆွဲပါဗျာနော်ပတိလည်းမနိုင်ဘူးထိပ်စီလည်းမနိုင်ဘူးဆိုကောင်မလေးဒီအောက်ကရွေးပေးထားတဲ့10ခွက်ကိုကစားပေးပါဗျာနော်ကိုချမ်းဘက်ကမြေတက်လက်ဆောင်နဲ့တစ်ခွက်ကောင်းလေးရွေးပေးပါမယ်ဗျာနော်တစ်ခွက်ကောင်းလေးကတော့ကိုချမ်းမနက်ကနေကုန်အချိုက်ဆုံးတစ်ခွက်ကတော့ဒီ3/8နဲ့ဒီ9/8ဆိုတဲ့ခဏလေးပဲဖြစ်ပါဗျာနော်3/8နဲ့9/8ဆိုတဲ့ခဏလေးနှစ်ခွက်ပါဗျာနော်ဒါကတော့မနက်ဖြန်နေကုန်ကိုချမ်းဘက်ကကြိုက်ပါတယ်ဗျာနော်ဒါနေကုန်ကြိုက်တဲ့ခဏလေးပါ3/8 9/8ကိုကိုမတွေက1000ဘူးဖြစ်ပြီး900ဘူးဖြစ်ပို့ပြီးတော့ထိုးပါဗျာနော်ကဲအဖွင့်နေလေးပပပဲကစားကြပါလို့ကိုချမ်းဘကမြေတိုက်ခံပါဗျာနော်ကောင်းကြပါစေမနက်ဖြန်နေကုန်မနက်ဖြန်ည9နာရီကိုချမ်းဗီဒီယိုလေးကိုအမြင်နဲ့တင်ပြီးသွားပါဗျာနော် subscriber 1000ပြည့်ရတယ်ကိုချမ်း live လွှင့်ပါမယ်ဗျာနော်
နော်ဝိုင်းဝန်း share သွားပေးပါဗျာနော် YouTube channel လေးကို subscribe မလုပ်ရသေးဘူး subscribe လေးလုပ်ပါပေး like လက်မလေးနှိပ်ပြီးခေါင်းလောင်းလေးနှိပ်သွားပြဗျာနော် good luck ပါဗျာနော်မနက်ဖြန်ပြန်ဆောင်ကြမယ်